မင်္ဂလာပါခင်ဗျာဒီနေ့ရဲ့ audiobook ကိုစတင်နာဆင်ကြရအောင်အခုလိုစာအုပ်အတန်ဖတ်များဗဟုသုတနဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုအမြဲနားဆင်ကျင်နေဆိုရင် channel လေးကို subscribe လုပ်ပြီး like လေးနှိပ်ထားပေးဖို့ဖိတ်ခေါ်ပါတယ်အခုတော့ဒီနေ့ရဲ့အကြောင်းအရာကိုဆက်လိုက်ကြရအောင်အခန်း30ကိုလက်ခံခြင်းပြောခြင်းရင်အရင်ဆုံးလုပ်ရမှာကတင့်ကိုတင်လက်ခံဖို့ပါတင့်ရဲ့အားနည်းချက်သို့မဟုတ်တင့်ရဲ့ဖြစ်တည်မှုကိုလက်မခံနိုင်သေးတဲ့ပျော်ရွှင်ဖို့မလွယ်ပါဘူးကျွန်တော်ကိုယ်တိုင်ကြုံတွေ့ဘူးခဲ့လို့ကျွန်တော်သိနေတာပါကျွန်တော်ကငငယ်လေးတည်းကအခြားကလေးတွေထံနှဖူးကျပါတယ်မိဘတွေကတော့မဟာနှဖူးပညာရှိဖြစ်မဲ့ကောင်ဆိုပြီးအားမငယ်အောင်အားပေးပါတယ်ဒါပေမဲ့အားငယ်တာကအားငယ်တာပါပဲနာမည်ပြောင်များစွာခေါ်တာငငယ်တည်းကခံခဲ့ရပါတယ်ကျွန်တော်ငယ်ဘဝကျောင်းသားဘဝဟာပျော်စရာမရှိခဲ့ပါဘူးအမြဲတမ်းမလုံခြုံသလိုအားငယ်သလိုခံစားခဲ့ရပြီးမနေ့တိုင်းကျောင်းသွားခြင်းစိတ်မရှိခဲ့ပါဘူးကျောင်းမှာလည်းအမြဲထောင်ကျနေရာတွေမှာထိုင်လေးရှိပါတယ်ကျွန်တော်ငယ်ဘဝရဲ့အဖော်ကကျောင်းစာနဲ့ကာတွန်းစာအုပ်တွေပဲဖြစ်ခဲ့ပါတယ်ကျွန်တော်ဘယ်တော့မှကိုလက်မခံခဲ့ပါဘူးဒီလိုနဲ့ရေချောင်းတိတ်ပန်စတက်တော့လဲဒီလိုပါပဲကျောင်းထဲမှာအနိုင်ကျင့်တတ်တဲ့ကျောင်းသားတွေပါဝင်ပါတယ်သူတို့အမြဲဆနောက်တာကိုခံခဲ့ရပါတယ်တနေ့ကျောင်းသားတစ်ယောက်ကလာစတာကိုကျွန်တော်ဒေါသထွက်သွားတဲ့အချိန်မှာဘေးမှာရှိတဲ့တငယ်ချင်းတစ်ယောက်ကကျွန်တော်ကိုစကားတခွန်းပြောခဲ့ပါတယ်မင်းကအဲ့ဒါမင်းအားနေချက်လို့ထင်တော့အဲ့ဒါကိုထိတိုင်းမင်းနာပြီပေါ့မင်းမထင်ရင်အဲ့ဒါမင်းအားနေချက်မဟုတ်တော့ဘူးဆိုပြီးကျွန်တော်ကိုပြောခဲ့ပါတယ်အဲ့ဒီအချိန်ကတော့အဲ့ဒီစကားကိုနားမဝင်ခဲ့ပါဘူးအသက်ကြီးလာတော့မှအဲ့ဒီစကားဘလောက်မှန်လဲသိလာရပါတယ်ကျွန်တော်အဲ့ဒီအချိန်တုန်းကစိတ်ထဲမှာအမြဲလိုကိုယ့်ရဲ့ဘဝနဲ့အခြားသူတွေရဲ့ဘဝကိုနှိုင်းယှုပ်ပြီးစိတ်အားငယ်ခဲ့ပါတယ်ကိုသူများနဲ့အမြဲနှိုင်းယှုပ်နေခဲ့ပါတယ်ကျွန်တော်ရဲ့အတွေးခေါ်တွေကိုပြောင်းလဲစေခဲ့တာကတော့စာရေးဆရာမျက်ငိမ့်ဘာသာပြန်ထားတဲ့ကိုကွယ်ဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ် Robin Seger ရေးတဲ့ Natural Born Winners ကိုဘာသာပြန်ထားတာဖြစ်ပါတယ်အဲ့ဒီအချိန်ကစလို့ငါလိုလူမျိုးကဘာပေါ်မှာတယောက်ပဲရှိပြီးငါဟာဘယ်သူနဲ့မှမတူဘူးဆိုတာယုံကြည်လာခဲ့ပါတယ်ကိုဘဝနဲ့သူများဘဝတွေကိုနှိုင်းယှုပ်တာရက်လိုက်ပါတယ်အရင်ကလူတော်မတိုးရဲတဲ့သူကအဲ့ဒီစာအုပ်ဖတ်ပြီးနောက်ပိုင်းလူတော်တိုးရဲလာပါတယ်ကိုလက်ခံလာပါတယ်အစကကိုနဲ့မသက်ဆိုင်တဲ့နေရာတစ်ခုကိုရောက်နေတယ်လို့ခံစားနေခဲ့တာဖြစ်ပေမဲ့အဲ့ဒီအချိန်မှာတော့မျောလင်းချက်တွေအယောင်တန်းလာခဲ့ပါတယ်မတက်ရဲခဲ့တဲ့တင်တန်းတွေစတက်ခဲ့တယ်အစကစကားမပြောရဲခဲ့ပေမဲ့နောက်ပိုင်းစကားပြောရဲလာခဲ့တယ်အဲ့ဒီလိုကိုလက်ခံပြီးနောက်ပိုင်းကိုဘလို့ဆက်စိတ်မဆိုးတော့ပါဘူးစိတ်မဆိုးတော့တာနဲ့တပြိုင်နက်စတဲ့သူလဲနဲသွားပါတယ်အချို့ဆိုသတိတောင်မထားမိပါဘူးကိုငယ်စုကစိတ်ထဲမှာပုံကြီးချက်ခဲ့တဲ့အားနည်းချက်ဆိုတဲ့အရာကြီးဟာကိုလက်ခံလိုက်ချိန်မှာတော့ပါဝါကင်းမဲ့သွားပါတော့တယ်သူမဟုတ်တော့တယ်လို့ပါပဲစိတ်ထဲမှာတော့သူ့ကိုသတိမရတော့ပါဘူးအားနည်းချက်ဆိုတာသတိရလေကြီးမားလေပဲဖြစ်ပါတယ်တကယ်တော့အားနည်းချက်ကချဲ့ကားပြီးအစိုးရိမ်လွန်တတ်တဲ့တင်းရဲ့စိတ်ကြောင့်သာအင်အားကြီးမားလာတာဖြစ်ပါတယ်တင့်ကိုတင်လက်မခံခြင်းဟာပျော်ရွှင်ခြင်းနဲ့တင့်ကိုတားဆီးထားတဲ့ကြောက်ဖြာတကားကြီးတစ်ချက်ဖြစ်ပါတယ်အဲ့ဒီတကားကိုဖွင့်ခြင်းရင်အရင်ဆုံးတင့်ကိုတင်လက်ခံရမှာဖြစ်ပါတယ်အဲ့ဒီလိုကိုလက်မခံရဲသေးတဲ့အထဲမှာတင်ပါနေလားတင့်ကိုတင်မလိမ့်ပါနဲ့ပါနေရင်ဒီစာအုပ်ဖတ်ပြီးတာနဲ့တင့်ကိုတင်လက်ခံအောင်စပြီးစူးစမ်းကြည့်ပါအားနည်းချက်ကိုလက်ခံရမှာကြောက်လို့စိတ်ညစ်နေတယ်ဆိုရင်ရေရှည်မှာဒီထက်ပိုပြီးစိတ်ဆင်းရဲရဖို့ပဲရှိပါတယ်ပျော်ရွှင်တဲ့ဘဝလေးပိုင်ဆိုင်ခြင်းရင်တင့်ကိုတင်အခုပဲလက်ခံလိုက်ပြီးဘဝကိုရဲရင်စွာရင်